ဒီဖြစ်စဉ်တွေစပြီးဖြစ်တဲ့အချိန်မှာဒါကျွန်တော်တို့တွေဒါပြောခဲ့ကြရရှိတယ်အဲ့မှာဗီဒီယိုနှစ်ခုလုပ်ခဲ့တယ်ပေါ့ဗျာအဲ့တော့ဒီငကားရဲ့အကြောင်းလည်းပြောရမှာဖြစ်တယ်လို့ငကားရဲ့ဖြစ်စဉ်ပေါ့နော်အဲ့ဟာလည်းပြောရမှာဖြစ်တယ်လို့ကျွန်တော်သိခင်များဟာတွေလည်းကျွန်တော်ပြောပြပါမယ်နဂါးကိုလည်းခေါ်ပြီးတော့ interview လုပ်ခဲ့တာမျိုးမရှိဘူးတီကောင်ပေါ့ဗျာတီကောင်ပေါ့နော်ဒါကျင်းမမေအဖွဲ့တွေပြီးလိုက်တဲ့နာမည်ပေါ့နော်ပြီးတော့ကြတော့ဒီအကြောင်းကိုကျွန်တော်ကမသိစရာလည်းအကြောင်းမရှိဘူးပေါ့နော်မသိစရာလည်းမရှိဘူးဆိုတာသတင်းတွေတောက်လျှောက်ရတယ်ပြီးတော့ဒါကျင်းမပင်ကဒါခရိုင်ကအဖွဲ့တွေပဲဖြစ်ပေါ့နော်ဒါတရင်ကအဖွဲ့တွေပဲဖြစ်ကျွန်တော်နဲ့ရင်းနှီးပါတယ်ဆိုတော့ညီကိုမောင်နှမတွေအများကြီးရှိတယ်ပေါ့နော်ဒါမိသားစုလိုဖြစ်နေတဲ့သူတွေတော့အများကြီးရှိတယ်အဲ့တော့ဒီဟာနဲ့ပတ်သက်လို့သတင်းတွေကတောက်လျှောက်ကြားနေရတာဖြစ်တဲ့အတွက်ပေါ့နော်ကျွန်တော်ငကားဘက်ရက်စရာအကြောင်းမရှိဘူးအဓိကတော့ကျွန်တော်တွေကသတင်းမှန်တဲ့ဘက်မှာပဲကျွန်တော်ရက်ပါတယ်အဓိကအမှန်တရားဘက်မှာပဲရက်ပါတယ်ပြီးရင်ပြည်သူဘက်ကိုပဲရက်ပါတယ်ပေါ့နော်ဒီကောင်နဲ့လှုပ်ရင်ဒါလူစိတ်ဝင်စားမယ်ဆိုတာကိုသိကြတယ်တချို့လည်းလှုပ်ကြတယ်ပေါ့နော်အဲ့ဒီထဲမှာကျွန်တော်လုံးဝမပါဘူးကျွန်တော်ဒီဘက်ကဒါတော်လိုင်းတပ်ဖွဲ့ဝင်တွေဒါ PDF ညီကိုတွေဒါနဲ့ပဲကျွန်တော်ပြောခဲ့တာဖြစ်တယ်အဓိကတော့ PDF တွေနဲ့ပဲကျွန်တော်ပြောခဲ့တာဖြစ်တယ်ပေါ့နော်အဲ့တော့ဆိုတော့အဲ့ဥစ္စာကိုဒါကျွန်တော်ရှင်းနေတာပါဘာဖြစ်လဲညာဖြစ်ကျွန်တော်လုံးဝဖြူခဲ့တာမျိုးမရှိခဲ့ဘူးပေါ့နော်ပြီးရင်အဲ့ဟာကိုကျွန်တော်လက်မခံချင်တာပါအဲ့ကောင်ကအခုတော့ဒါစစ်ကောင်စီဘက်ကိုအမှောင်ဝင်သွားပြီပေါ့ဗျာအဲ့တော့ဒါဗီဒီယိုတွေလည်းတက်လာတွေလည်းတွေ့လိုက်မယ်ဒါစစ်ကောင်စီဘက်ကဝါရဖြန့်မီဒီယာတွေကနေပြီးတော့တင်လာတွေလည်းရှိတယ်အဲ့တော့တချို့ကြောက်လည်းလက်မခံနိုင်ကြသေးဘူးလက်မခံနိုင်ကြသေးဘူးဆိုတော့ကျွန်တော်ဆဲတဲ့သူတွေပေါ့ဗျာလက်မခံနိုင်ကြသေးဘဲနဲ့ငကားကဒီလိုမျိုးအလင်းဝင်သွားဆိုတာဖြစ်နိုင်ပါမလားဒါက AI ပုံကြီးဆိုစပြီးတော့ညင်းတဲ့သူတွေရှိတယ်နော်တကယ်ပြီးရင်ခါမှချိတ်ထားတဲ့အတူပေါ့နော်အဲ့အတူတော့မှမဖြုတ်ဖဲနဲ့ဒီလိုအလင်းဝင်ပါတယ်ဆိုတာဟုတ်နိုင်ပါမလားတကယ်လည်းဒါကြီးကတွေးစရာကြီးဖြစ်နေတာပေါ့နော်အဲ့အကြောင်းကျွန်တော်ရှင်းပါမယ်အဲ့လိုမျိုးပုံစံမျိုးနဲ့ပေါ့နော်ဒါသူတို့တွေဝိုင်းပြီးတော့ကာကြတဲ့ဟာတွေလည်းမြင်ရတွေ့ရလိမ့်မယ်ပေါ့နော်ပြီးတော့ချို့ကြောက်လည်းဒါဟာကြောင်ပိတ်ပြီးတော့ရိုက်တာဆိုတဲ့ပုံစံမျိုးတွေလည်းပြောကြရလည်းရှိပါလိမ့်မယ်ပေါ့နော်အဲ့လိုမျိုးတွေကဒါနည်းနည်းစိုးဝါးတယ်ပေါ့နော်ဒါကြီးကမပြောတင်မဖြစ်တင်ဘူးပေါ့နော်စစ်ကောင်စီဆိုတာကျွန်တော်ရဲ့ရန်သူဖြစ်တယ်ရန်သူစီကိုအခုလိုမျိုးရောက်သွားတယ်ဆိုနေကပေါ့နော်သူမှရွေးချယ်စရာမရှိလို့ဆိုတဲ့ဟာကြီးကအဲ့ဒါကြီးအဓိပ္ပာယ်မရှိဘူးပေါ့နော်ရွေးချယ်စရာတွေအများကြီးရှိခဲ့တယ်ရွေးချယ်ခွင့်တွေအများကြီးရခဲ့တယ်ပေါ့နော်အဲ့လိုပုံစံမျိုးကိုပဲသူရွေးချယ်သွားတယ်သူ့လောက်ရက်ကပဲဒါသူ့ကိုဖော်ပြသွားတယ်ဘယ်လိုလူမျိုးလဲဆိုတာဖော်ပြသွားတယ်ပေါ့နော်ပြီးတော့ဒီငကားဖြစ်စင်မှာပေါ့နော်အဲ့ဒါကိုကြည့်မယ်ဆိုရင်ဒီတက်တွေကနေပြီးတော့ဒါ NGO ဘက်ကတက်တွေကနေပြီးတော့လိုက်ပြီးတော့သူတို့အဖွဲ့တွေကိုပိတ်ဆိုးတဲ့ဟာမျိုးတွေပြီးရင်ခုနလိုနောက်ဆုံးအဆင့်ပေါ့နော်ဝင်အောင်စီးနေတဲ့ပုံစံမျိုးတွေဖြစ်လာတဲ့အခါမှာကျွန်တော်တို့မြေပြင်ကနေသိရတာရှိပါတယ်လုံးဝညင်းသားပုံစံမျိုးနဲ့ပဲလုပ်ဖို့ရည်ရွယ်ခဲ့တာဖြစ်တယ်ဒါပေမဲ့တချို့ကြတော့ပြန်ခံပြစ်တဲ့ဟာမျိုးတွေရှိတယ်ပေါ့နော်ဒါတွေကြောင့်မလို့ဒါပြစ်ခတ်တဲ့အဆင့်တွေထိဖြစ်သွားရည်လည်းရှိတယ်ပေါ့နော်ဒါပေမဲ့အဲ့နောက်ပိုင်းမှာဒီ BNI ဘက်ကနေပြီးတော့ပေါ့နော်အဖမ်းခံရတဲ့ဟာတွေရှိတယ်ထိန်းသိမ်းခံရတဲ့ဟာတွေရှိတယ်ပြီးရင်ကိုယ်တိုင်ပဲအဖမ်းခံတဲ့သူတွေလည်းရှိတယ်ပေါ့နော်အဲ့တော့အင်အားအရာမှာတဖြည်းဖြည်းရော့သွားပြီးတဲ့အချိန်မှာတန်ကောင်ကအခုလိုမျိုးထွက်ပြေးတဲ့အဆင့်ထိဖြစ်တယ်အဲ့ထွက်ပြေးတဲ့အဆင့်မှာကိုပဲကျွန်တော်အဲ့ဒီရမမြန်ညီကိုနဲ့ပြောနေတော့ပေါ့နော်အခုပြေးပြီထင်တယ်ကျွန်တော်တို့ live ပြီးစုံစမ်းပေးမယ်အဲ့လိုပုံစံမျိုးကျွန်တော်တို့ live ပြီးစိတ်ဝင်စားနဲ့ live စုံစမ်းရတာရှိတယ်ပေါ့နော်နောက်ဆုံးဒါသိရတဲ့ဟာတွေကသတင်းတွေလည်းတက်လာတာတွေ့ရပါတယ်အဲ့ဒါကတော့ဒါရဟရင်နှစ်စီးနဲ့လာပြီးတော့ခေါ်သွားတယ်ဆိုတဲ့ဟာမျိုးပေါ့နော်သတင်းတက်လာတယ်အဲ့တော့ရဟရင်နှစ်စီးနဲ့ခေါ်သွားတယ်ဆိုတဲ့ဖြစ်စဉ်ကလည်းဖြစ်နိုင်ခြေရှိတယ်တချို့ကြောက်လည်းပြောကြတယ်ဂျာယိုကော်ပရာနဲ့ခေါ်သွားတယ်ဆိုတဲ့ဟာမျိုးပေါ့နော်ဒါမှမဟုတ်ဘူးသူနဲ့တူပါသွားတဲ့သူတွေလည်းရှိသေးတယ်ပေါ့နော်ရှိသေးတယ်အဲ့လိုပါသွားပြီးရဲ့အချိန်မှာအခုဒါစစ်ကောင်စီဘက်မှာတပ်ပုံမှတ်တမ်းတွေတက်လာတယ်အဲ့တော့ချို့ကြောက်ဟာတာတော်မှပြောကြသေးရပေါ့နော်စစ်ကောင်စီဘက်ကဒီစစ်ဘိုလ်ဆိုတဲ့ကောင်ကငကားစီမှာအလင်းဝင်တာလားပေါ့နော်ငကားပစ္စတိုချိတ်ထားတယ်ဆိုတော့ပေါ့နော်အဲ့တော့အဲ့ဟာကိုကြည့်ချင်းဟာဖြစ်ပေါ့နော်အခုမှဒီလိုမျိုးချိတ်ဆက်ပြီးတော့ဝင်သွားတာမဟုတ်ဘူးအရင်ကတည်းကချိတ်ဆက်သွားတယ်ဆိုတဲ့ပုံစံမျိုးအရင်တည်းကချိတ်ဆက်ထားတဲ့ပုံစံမျိုးအဲ့ဒါမျိုးကိုတော့ဒါရှင်းရှင်းလင်းလင်းနားလည်စေချင်တယ်ပေါ့နော်အဲ့လိုပုံစံမျိုးဒါကျွန်တော်တို့ယူဆပါတယ်သုံးသပ်ပါတယ်အရင်ကတည်းကပဲစစ်ကောင်စီနဲ့အပေးယူပုံစံမျိုးတွေရှိခဲ့တယ်အရင်ကတည်းကပဲသဘောတူထားတာတွေရှိခဲ့တယ်ဆိုတဲ့ပုံစံမျိုးကိုသွားပြီးတော့တွေ့ရတယ်ပေါ့နော်အဲ့တော့အဲ့ဒါလည်းတစ်ချက်ပေါ့နော်နောက်တစ်ခုကသူအဲ့လိုမျိုးပြေးရပါပြီဆိုတဲ့အချိန်မှာပေါ့နော်တကယ်သာရဲရင်နဲ့ခေါ်မယ်ဆိုရင်ဒါကြီးကလည်းစဉ်းစားစရာအချက်ရမ်းရင်နဲ့ခေါ်စရာအကြောင်းရှိတာဒါ तू မြေပြင်မှာပေါ့နော်ဒါခုနလိုမျိုးဒါဥဆောင်တဲ့သူတယောက်ပေါ့နော်အဲ့လိုကောင်မျိုးကိုစစ်ကောင်စီကတခန့်တနာနဲ့ခုနလိုမျိုးအသေးအံပုံစံမျိုးနဲ့ရမ်းရင်နဲ့လာကယ်ထုတ်တယ်ဆိုတာစစ်ကောင်စီကသူ့စစ်သားတွေတော့မှလာပြီးအဲ့လိုမျိုးကယ်ထုတ်ခဲ့တာမရှိဘူးပေါ့နော်သူတို့ရဲ့အကြီးပိုင်းအရာရှိကြီးပိုင်းအဆင့်တွေလောက်ပဲအဲ့လိုမျိုးကယ်ထုတ်တယ်ဒဏ်ရာရတဲ့ကောင်တွေလောက်ပဲအဲ့လိုပုံစံမျိုးနဲ့ကယ်ထုတ်တာပေါ့နော်အခုကျအဲ့လိုပုံစံမျိုးနဲ့ပါသွားတယ်ဆိုတဲ့ကတော်ရုံတန်ရုံစစ်ကောင်စီနဲ့တန်ရောစင်ကတော့တော်ရုံတန်ရုံမဟုတ်ဘူးဆိုတဲ့ဟာကိုသိတာစေတယ်ပေါ့နော်ဒါအခုဆိုရင်ဒါ NUG ကနေပြီးတော့ဒါငကားနဲ့ပတ်သက်တဲ့သူကျူးလွန်ထားတဲ့ဒါအပြစ်တွေပေါ့နော်အဲဥစ္စာတွေထုတ်ပြန်လာတဲ့ရှိတယ်ပေါ့နော်ဒါမရင်းကျင်ကြံစီတီဟုဆွဆွဲကပေါ့နော်လူတက်တာတွေလောင်းဖြောက်တာတွေတရင်3ကဒါတပ်ဖွဲ့ဝင်မင်းထက်နိုင်ကိုတနက်ဖြန်ပြစ်ခတ်တပ်ဖြတ်တာတွေပခပရဲဘော်10ဦးကိုကိုတီလျောက်ကျူးလွန်နှိပ်စက်တာတွေအမျိုးသမီးငယ်2ဦးကိုအတင်းအဓမ္မပြုကျင့်တဲ့ဟာမျိုးတွေဥယျာဉ်ချမ်းမြေမှာစင်မပိုးဤဆန်အားတပ်ဖြတ်မိရှို့တယ်ဆိုတဲ့ဟာမျိုးတွေပေါ့နော်အဲ့တော့ဒါ BNI ကကျူးလွန်ထားတဲ့ဟာတွေပေါ့ဗျာဂိတ်စကန်တွေကိုစီးနှင်းတိုက်ခိုက်တာတွေရောဘာတွေရောအစုံပေါ့လေနော်အဲ့လိုမျိုးပုံစံမျိုးနဲ့ထုတ်ပြန်လာတယ်ဒီလိုထုတ်ပြန်တဲ့ဟာက
တကယ်နဲ့အဲ့ထက်အမှုတွေလည်းအများကြီးရှိနိုင်ပါသေးတယ်အတိကတော့ပြည်သူတွေကိုနှိမ့်ဆက်တဲ့ဟာမျိုးပေါ့နော်ပြည်သူတွေကိုဖိနှိပ်တဲ့ဟာမျိုးအနိုင်ကျင့်တဲ့ဟာမျိုးတွေကတော့လုံးဝလက်မခံနိုင်ကြဖြစ်ပါတယ်အဲ့လိုမျိုးဆိုရင်ကျွန်တော်တို့ကဘယ်အဖွဲ့အစည်းမှလက်ခံလို့မရဘူးဆိုတဲ့အကြောင်းလည်းကျွန်တော်မနေ့ကနေ့ကပြောခဲ့တယ်ပေါ့နော်အဲ့တော့ဒီဥစ္စာနဲ့ပတ်သက်လို့ထုတ်ပြန်ချက်ကိုလည်းတချို့ကြောက်လည်းပြောကြရရှိတယ်ပေါ့နော်ဝေဖန်ကြရရှိပါတယ်ဘာကြောင့်လဲဆိုတော့အခုကျမှဘာဖြစ်လို့ထုတ်ပြန်တာလဲအရင်တည်းကထုတ်ပြန်ပါလားဒါလည်းတစ်ဖက်ကပြန်တွေးကြည့်ဟုတ်တာပဲပေါ့နော်အဲ့လိုမျိုးသားစောစီးတီးတာထုတ်ပြန်ခဲ့မယ်ဆိုရင်ပြည်သူတွေအမြင်ရှင်းသိရင်လည်းရှင်းသွားလောက်တယ်ပေါ့နော်အဲ့လိုပုံစံမျိုးလည်းဒါကျွန်တော်တို့တွေးမိရတယ်လည်းရှိတယ်အခုလည်းဝေဖန်ထားရလည်းရှိတယ်ပေါ့နော်ဒါပေမဲ့လည်းဒီလိုထုတ်ပြန်လာတာဖြစ်တဲ့အတွက်ဒါအခုဆိုရင်တော့ရှင်းရှင်းလင်းလင်းသိသွားပြီပေါ့လေနော်ဒီကောင်လည်းဟိုဘက်ကိုဒါကူးသွားရဆိုတဲ့ပုံစံမျိုးပေါ့လေနော်အဲ့တော့ကျွန်တော်ရဲ့ယူဆချက်တစ်ခုလည်းရှိတယ်အဲ့ဒါပါလဲဆိုတော့ငကားအခုလိုမျိုးအမှောင်ဝင်သွားလိုက်တာကပိုကောင်းတယ်လို့ကျွန်တော်မြင်မိတယ်ပေါ့နော်ဘာကြောင့်လဲဆိုတော့ဒီကောင်ကိုဒါတော်လိုင်းတပ်ဖွဲ့တွေဘက်ကဖမ်းမိတယ်ဆိုရင်တော့မှပဲအဲ့ပွဲကမပြီးသေးဘူးအခုကျတော့ရှင်းရှင်းလင်းလင်းဖြစ်သွားတာလုံးဝရန်သူဘက်ကိုလုံးဝပြေးကတ်သွားတာပေါ့နော်တကယ်လို့ဒါဖမ်းမိတယ်ဆိုရင်တော့မှပဲစကားတက်တိုင်းပြောနေတာတွေကြောင့်မလို့ပြဿနာပြီးအောင်မှာမဟုတ်ဘူးသူ့ကိုဇွတ်မိတ်ပြီးတော့ထောက်ခံနေတဲ့သူတွေကြောင့်လည်းပြဿနာကပြီးအောင်မှာမဟုတ်ဘူးပေါ့နော်ပြီးရင်စစ်ကောင်စီအနေနဲ့လည်းပေါ့နော်သူအခုလိုမျိုးရှိနေခြင်းကပို့ပြီးတော့သူတို့အတွက်ကောင်းတယ်စစ်ကောင်စီအတွက်ကောင်းတယ်ဘာကြောင့်လဲဆိုတော့နေမီထဲမှာခုနလိုပြဿနာတွေဖြစ်မယ်တိုင်တန်းတာတွေရှိမယ်ပြည်သူတွေစိတ်ညစ်မယ်ဒေါ်လာတပ်ဖွဲ့တွေအလုပ်တွေများမယ်စိတ်ညစ်မယ်ဒါမျိုးပုံစံမျိုးပေါ့လေနော်ပြီးရင်ဒါပြည်သူတွေကူညီတဲ့ငွေတွေကိုသူတဲ့ပြီးတော့ယူလို့ရမယ်အဲ့ကြတော့ဘလို့ပဲဖြစ်ဒေါ်လာကိုထိခိုက်စေတယ်ပို့ပြီးတော့ထိခိုက်စေတယ်ပေါ့နော်အခုကျတော့ရှင်းရှင်းလင်းလင်းဖြစ်သွားတယ်ပြောမယ်ဆိုရင်တော့တော်ရှင်းနိုင်တယ်ပေါ့နော်ပြောရရင်ဒါကောင်းတယ်ဒီလိုမျိုးဖြစ်သွားတဲ့ဟာကဒါကျွန်တော်တို့ရှေ့မှာပြောခဲ့တဲ့ဖြစ်စဉ်ထက်တောင်ပို့ပြီးတော့ကောင်းသေးတယ်ဆိုပြီးတော့ပြောရမယ်ပေါ့နော်ဒါပေမဲ့လည်းဒါပြည်သူတွေကတော့နှမျောတာပေါ့လေနော်ဘာကြောင့်လဲဆိုတော့ကျွန်တော်ပြည်သူတွေကလည်းသိရတဲ့အတိုင်းပဲပြောကောင်းတာမျိုးပဲဖြစ်ပေါ့နော်ခုနလိုဒါလူသိများတာမျိုးပဲဖြစ်ပေါ့နော်ကူညီပေးကြတာတွေလည်းရှိတာပေါ့လေနော်ရှေ့ပိုင်းကာလမှာဆိုရင်ဒါဒီကောင်ဆိုရင်အများကြီးပဲရခဲ့တာပေါ့နော်အဲ့တော့အဲ့ဟာတွေနဲ့ပတ်သက်လို့နှမျောကြတာတွေတော့ရှိတာပေါ့လေနော်ဒါဟာကျွန်တော်တို့နောက်အတွက်သင်ခန်းစာတွေဖြစ်တယ်သတိထားရမယ့်အရာတွေဖြစ်တယ်တကယ်ပေါင်းစည်းမှုတစ်ခုအောက်ကနေပြီးတော့သွားနေတဲ့အဖွဲ့တွေစီကိုကျွန်တော်တို့ဘယ်လိုထိအောင်ကူကြမလဲဆိုတဲ့ပုံစံမျိုးတွေကလည်းကျွန်တော်တို့စဉ်းစားရမယ့်အချက်တွေဖြစ်လာစေပါတယ်အဓိကတော့ဒါကျွန်တော်တို့ပေါင်းစည်းဖို့လိုအပ်လာပြီညီညွတ်ဖို့လိုအပ်လာပြီဆိုတဲ့အကြောင်းတွေလည်းဒါကသင်ခန်းစာတစ်ခုဖြစ်စေတယ်ပေါ့နော်နောက်တစ်ခုကတော့ငကားအခုလိုမျိုးပေါ့နော်ဒီကောင်အခုလိုမျိုးဒါစစ်ကောင်စီဘက်ကိုရက်သွားပြီဆိုတဲ့အချိန်မှာကျွန်တော်တို့မပြီးသေးဘူးပေါ့နော်မပြီးသေးဘူးဆိုတာကဒီနေရာဒီဒေသမှာရှိပါတယ်ဆိုတော့ဒေါ်လာရေးတပ်ဖွဲ့တွေဒေါ်လာပြည်သူတွေပေါ့နော်အဲ့နေရာတွေကတော်တော်လေးသတိထားရမယ့်အနေအထားဖြစ်သွားပါပြီအဲ့တော့သတိပေးရတဲ့ဟာတွေလေချောင်းအရေးပေါ်လှုပ်ရတဲ့ဟာတွေဒါမျိုးပုံစံမျိုးတွေဖြစ်ခဲ့တာရှိတယ်ဘာကြောင့်လဲဆိုတော့ဒီကောင်ကလည်းဒီအရင်တုန်းကလည်းဒီနေရာတွေမှာနေခဲ့ဘူးတဲ့သူတွေဖြစ်တယ်ဒီလူတွေနဲ့လည်းဆက်ဆံခဲ့ဘူးတဲ့သူတွေဖြစ်တယ်တော်လိုင်းတပ်ဖွဲ့တွေဘက်ကပေါ့နော်သူတွေနဲ့လည်းဒါတွေ့ခဲ့တဲ့သူတွေဖြစ်တယ်တွေ့ခဲ့တဲ့ကောင်တွေဖြစ်တယ်အဲအကြောင်းမလို့ဒီလူတွေကမပါညတွေတဲ့အဓိကမြေပုံညွှန်းနေရာမျိုးတွေတက်စခန်းနေရာမျိုးတွေကြေးရွာပိုင်းကပေါ့နော်ဒါတော်လိုင်းကိုထောက်ခံပါတယ်ဆိုတဲ့သူတွေရဲ့နေရာမျိုးတွေဒါမျိုးတွေကတော်တော်လေးအန်ရကြီးလာပြီပေါ့နော်အဲအကြောင်းမလို့လေချောင်းတိုက်ခိုက်မှုတွေကျွန်တော်တို့က queue site ကိုလိုပါတယ်လေချောင်းတိုက်ခိုက်မှုဆိုတဲ့အခါမှာပေါ့နော်လေချောင်းလို့ပြောရင်အကုန်ပါမှာပါဘာကြောင့်လဲဆိုတော့နမခမှာပါရာမိုတာဂျိုင်ယိုကော်ပရာ drone ပြီးရင်ရဲရင်ပြီးရင်လေရင်ဒါမျိုးပုံစံမျိုးနဲ့အကုန်သုံးပြီးတော့ပို့ပြီးပြင်းပြင်းထန်ထန်ဖိလာနိုင်ရရှိပါတယ်ပြီးတော့ဒီဥစ္စာနဲ့ပတ်သက်လို့ဒီကောင်ကအပေးယူလှုပ်ထားတာဖြစ်တဲ့အတွက်ပေါ့နော်ဒီဟာတွေကိုတောက်လျှောက်ဆိုသလိုသတင်းပေးတာမျိုးတွေလည်းရှိခဲ့ဘူးလိမ့်မယ်တောက်လျှောက်ဆိုသလိုဒီဟာတွေနဲ့သူတိသမျှဟာအကုန်လုံးကိုစစ်ကောင်စီကိုတောက်လျှောက်အခုချိန်မှာပြောပြနေတာမျိုးတွေလည်းရှိကောင်းရှိလိမ့်မယ်ပေါ့နော်အဲကြောင့်မလို့ကျွန်တော်တို့ဒါဒီကြောင်းနဲ့ပတ်သက်တဲ့ဟာတွေကိုတော်တော်လေး queue site ဖို့လိုပါတယ်ပြီးတော့ဒါမြေပြင်စစ်ကြောင်းတွေပေါ့နော်မြေပြင်စစ်ကြောင်းတွေထိုးလာတဲ့အခါမှာကျွန်တော်တို့အရင်ထက်ပို့ပြီးတော့ queue site ဖို့လိုအပ်လာပါတယ်ပြီးတော့တချို့ဆိုလည်းဒါသတိပေးကြရရှိပါတယ်ဒါလက်နက်ခဲယမ်းနဲ့ပတ်သက်လို့ဒါတပ်ဖွဲ့အနေနဲ့ဒီထက်ပိုပြီးပြည့်စုံအောင်ဖြည့်တင်းထားကြဖို့လိုလာပြီဒါမျိုးပုံစံမျိုးတွေအကြံပေးကြရလည်းရှိပါတယ်ပေါ့နော်အဲ့တော့ဖြစ်သွားပြီးတဲ့ကိစ္စဒါဖြစ်သွားပြီးပြီဒါကျွန်တော်တို့ထပ်ပြီးတော့ဒီလိုမျိုးမဖြစ်ဖို့ပေါ့နော်မဖြစ်ဖို့ဆိုတာဖြစ်လာမယ်ဆိုရင်လည်းရှင်းနိုင်ဖို့စီမင်းစည်းကမ်းတွေကျွန်တော်တို့ဒါအများကြီးလိုအပ်လာပြီသတိထားမယ့်အချက်တွေအများကြီးလိုအပ်လာပြီညွှန်ကြားချက်တွေထုတ်ပြန်ချက်တွေအများကြီးလိုအပ်လာပြီပေါ့နော်ပြီးတော့အချင်းချင်းစီးလုံးမှုတွေပို့ပြီးတော့လိုအပ်လာပြီဆိုတဲ့အကြောင်းလည်းပြောချင်ပါတယ်စစ်ကောင်စီကအခုချိန်မှာသူ့ကိုအသုံးချလိုက်မယ်သူ့စီကနေရသမျှဟာတွေသူ့ကိုညှစ်ထုတ်လိုက်မယ်အဓိကသူ့ကိုစိတ်သက်စစ်စင်ရေးဝါရဖြန့်ချီအတွက်သူသုံးလိုက်မယ်ပေါ့နော်အဓိကတော်လိုင်းအားနေလာပြီးတော်လိုင်းဘက်ကနေပြီးတော့ဒီလိုမျိုးဝင်လာတဲ့ကောင်တွေတောင်ရှိတယ်ဆိုတော့ပုံရိပ်မျိုးတွေသူတို့ဖန်တီးကြလိုက်မယ်ဒါကလည်းတစ်ပိုင်းပေါ့နော်ခုနလိုပေါ့နော်ဒါမြေပုံညိုးနေရဖို့အတွက်သူတောင်းတာတွေပြီးရင်သူ့စီကနေမှတော်လိုင်းတပ်ဖွဲ့တွေရဲ့သတင်းအချက်လက်တွေတောင်းတာမျိုးတွေတော့သူတို့တေချာပေါက်ညှစ်ထုတ်လိုက်မယ်ဒါပေမဲ့အဲ့ဒါတွေကုန်သွားပြီဆိုရင်တော့ဒီကောင်ဇက်သိန်းလည်းလှစရာအကြောင်းတော့မရှိဘူးဘာကြောင့်လဲဆိုတော့စစ်ကောင်စီကသူ့ရဲ့စစ်သားဖြစ်ခဲ့ဘူးတဲ့သူတွေပေါ့နော်ဒီဘက်ကိုထွက်လာခဲ့ကြတဲ့သူတွေရှိတယ်အဲ့လိုလူတွေပြန်ဝင်သွားရင်တော့မှပဲရော့အစိတ်ဆိုပြီးတော့အဲ့လိုမျိုးကိုယ့်ဘက်ကိုတောက်ပြီးတော့တေခိုင်းလိုက်တာပေါ့နော်အဲ့လိုမျိုးဖြစ်ခဲ့တဲ့ဖြစ်စဉ်တွေရှိတယ်အဲ့ကြောင့်ဒီကောင်ကဘာမှမလို့လဲသူ့ကိုလည်းအသုံးချတန်တော့အသုံးချပြီးသွားပြီဆိုရင်ဒီကောင်ကလည်းအဆုံးသက်လဲလှစရာအကြောင်းတော့မရှိဘူးပေါ့နော်
တော့ပြောမယ်ဆိုရင်တော့စစ်ကောင်စီရဲ့စကားကိုယုံကြည်ပြီးတော့သွားတဲ့ကောင်တွေကလည်းဘယ်တော့မှဇာသိမ်းမလာဘူးဆိုတဲ့အကြောင်းလည်းဒီညနေပြောချင်ပါတယ်